Minglawa ခင်ဗျာတကူဘောကနေပြန်လဲကြိုဆိုပါရစေ2026ရဲ့ Premier League ဟာကျွန်တော်တို့မျှော်လင့်ထားသလိုအလွန်ကိုရင်ခုန်စရာကောင်းတဲ့အနေအထားကိုရောက်ရှိလို့လာပါပြီလွန်ခဲ့တဲ့တစ်ပတ်ကတည်းကအာဆင်နယ်အသင်းဟာဒုတိယနေရာမန်စီးတီးကို6မှတ်ဖြတ်ထားနိုင်ခဲ့သလိုဒီနှစ်တော့ဂန်နာတို့ချန်ပီယံဖြစ်ပြီဆိုပြီးတော့အားလုံးကထင်ကြီးပေးခဲ့ကြပါတယ်ဒါပေမဲ့ဘောလုံးကဝိုင်းဖြစ်သလို Premier League ဆိုတာလည်းနောက်ဆုံးမိနစ်ထိခံမှန်းအခက်တဲ့ပြိုင်ပွဲတစ်ခုပါအခု February လလယ်မှာတော့ခြေနေရရုတ်တရက်ပြောင်းလဲသွားခဲ့ပြီးတော့ Arsenal က Brentford နဲ့ပွဲမှာတေကျခဲ့တာကြောင့်2မှတ်ကျော့သွားခဲ့ချိန်မှာတော့ဒီ Man City က Anfield ကွင်းမှာ Liverpool ကိုအနိုင်ယူပြီး Fulham ကိုထပ်မံချိန်မုံလိုက်တဲ့အတွက်အမှတ်ကွာချက်4မှတ်ကွာနေတဲ့အနေအထားကိုရောက်ရှိလို့နေပါပြီခင်ဗျဒါဟာ Arsenal အတွက်အချက်ပေးကောင်းလောင်းလားဒါမှမဟုတ် Man City ရဲ့နောက်ဆုံးပိတ်အားမှန်လားဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ Man City ဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်ထူးခြားတဲ့တစ်ခုတွေ့ရပါတယ်အဲ့ဒါတော့သူတို့ရဲ့ဒီစိတ်ဓာတ်ပေါ့နော်ပြပုံတွေကနေရုံးထွက်တဲ့ feeling ကလို့စိတ်ဓာတ်မျိုးသူတို့တွေ့ရတယ် Michael Richards ပြောသလိုပဲပေါ့ဒီသူတို့ကအရင်အသင်းဟောင်းပုံစံရဲ့ပျောက်နေတယ်ပေါ့အသင်းဟောင်းပုံစံတိုင်းမဟုတ်တော့ဘူးလို့ချိုးပရိသတ်တွေကဝေဖန်ခဲ့ကြပြီမဲ့သူတို့ကဒီချက်ချင်းချန်ပီယံ DNA ရှိသေးတယ်ဆိုတာကိုဒီလီဗာပူးနဲ့ပွဲမှာသက်သေပြခဲ့တယ်ပေါ့နော်ဒီအဓိကအပြောင်းလဲဖြစ်သွားစေတာကတော့ဇန်နဝါရီမှာခေါ်ယူခဲ့တဲ့အန်တိုနီစမိန်ညိုးနဲ့မက်ဂူရီတို့ပဲဖြစ်ပါတယ်ဒီဟာလန်ကိုပေါက်ပြောင်းနေတဲ့အချိန်မှာအန်တိုနီစမိန်ညိုးကဂိုးသွင်းတာဝန်တွေကိုခွဲဝေယူခဲ့ပြီးတော့ဒီကွင်းလယ်ကစားသမားဖြစ်တဲ့လူငယ်ကစားသမားပေါ့နော်နီကိုအိုရိုင်လီယာရိုရီယိုအများကြီးအထောက်အကူဖြစ်စေတာကလည်းသူတို့အသွင်းအတွက်ဒီပြောင်းအားတာလာတဲ့အချက်လိုပဲပြောရမယ်ဗျဒါပေမဲ့ City မှာအားနည်းချက်တစ်ခုရှိနေပါတယ်အဲ့ဒါကဒုတိယပိုင်းအားနည်းချက်တစ်ခုဖြစ်ပါတယ်စရာတွေအရာ City ကဒုတိယပိုင်းရလဒ်တွေမှာဆိုရင်ဇယားအဆင့်6ထိကျဆင်းနေတာကိုတွေ့ရပါတယ်ဒါပေမဲ့သူတို့ကပထမပိုင်းမှာနေပွဲကိုအပြတ်အသတ်အနိုင်ကစားတတ်တဲ့အလေးထားကြောင့်အမှတ်တွေကိုရရှိနေတာပဲဖြစ်ပါတယ်ပတ်ဂွာရီယိုလာကတော့ဒီငါတို့ထပ်လုပ်ရမှာပေါ့နော်ငါတို့ထပ်ပြီးတော့ယူရမယ်ဖလိုက်ထပ်ပြီးယူမယ်ဆိုပြီးတော့သူကစားသမားတွေကိုတွန်းအားပေးနေစေဖြစ်ပြီးတော့လက်ရှိလေသူတို့ကဖလားလေးလုံးလမ်းကြောင်းပေါ်မှာရှိနေသေးဖြစ်ပါတယ်ကဲကျွန်တော်အာဆင်နယ်ဘက်ကိုပြန်ကြည့်အောင်သူတို့မှာအကောင်းဆုံး squad ရှိတယ်အကောင်းဆုံးကစားကွက်ရှိတယ်ဒါပေမဲ့ပြဿနာကအဆုံးဖြတ်ခိုက်တဲ့နေမှာအမှားမခံနိုင်တဲ့ပြဿနာဖြစ်နေတယ်ကျွန်တော်စူပါကွန်ပျူတာတွေတွက်ချက်မှုရတော့အာဆင်နယ်ကို86%အထိချန်ပီယံဖြစ်ဖို့အခွင့်အရေးပေးထားတော့မယ်ဒါပေမဲ့ဘောလုံးစရာထက်စိတ်ပိုင်းဆိုင်ရာ psychology ကပိုအရေးကြီးပါတယ်အာဆင်နယ်ရဲ့နေရာဒီကစားခဲ့တဲ့အနေအထားမှာဇယားကိုဥဆောင်ခဲ့ပြီးတော့မှဒီနောက်ကကတ်လိုက်လာတဲ့ CD ရဲ့ကြော်တက်တာကိုအမြဲခံနေရတဲ့ဒဏ်ရာဟောင်းတွေလည်းရှိပါတယ် Brentford နဲ့ပွဲက Martinelli ရဲ့လွဲချော်မှုကအာဆင်နယ်ရဲ့လက်ရှိ PR ကိုပြသနေပါတယ်သူတို့ကကြောနောက်ကပတ်ဂွာဒီယိုလာလိုက်လာပြီးဆိုတဲ့အတွေ့ကိုဖယ်ထုတ်ထားနိုင်ဖို့လဲလိုပါတယ်ကျွန်တော်သုံးသက်သူတယောက်ပြောသလိုပဲဗျသူတို့ကအခြားအသင်းရဲ့ရလက်ကိုမကြည့်ဘဲနဲ့ကိုယ့်လုပ်ကိုလုပ်ရမယ်ဆိုတဲ့စိတ်ဓာတ်မျိုးမွေးမြူဖို့လိုအပ်နေပါပြီကျွန်တော်တို့အာဆင်နယ်အကြောင်းပြောရလို့ရှိရင်အရေးကြီးချိန်နဲ့ border ပေါ့နော် border ဆိုတာကတော့ဒီအရေးကြီးတဲ့အချိန်မှာခြေချော်နေတဲ့ပြဿနာတွေကိုကျွန်တော်ကြော်လွန်ရမယ်ဗျကျွန်တော်တို့အာဆင်နယ်အကြောင်းပြောရမယ်ဆိုလို့ရှိရင်တော့ဒီအရေးကြီးတဲ့အချိန်မှာပေါ့နော်ခြေချော်လက်ချော်ဖြစ်နေရတွေကသူတို့အတွက်ဒီဟာရှောင်လွဲလို့မရတဲ့အနေအထားတွေဖြစ်နေပါတယ်ဝေဖန်ရေးသမားတွေသက်ပြောနေတာမဟုတ်ဘူးတမိုင်းထောက်ထားတွေရှိနေလို့ဒါကိုပြောဆိုရခြင်းပဲဖြစ်ပါတယ်2022-23ရာသီကိုပြန်ကြည့်ပါအာဆင်နယ်ဟာရပ်ပေါင်း248ရက်တိုင်ဇယားထိပ်မှာရှိနေခဲ့ပြီးတော့မှနောက်ဆုံးမှာ Man City ကိုဖလားပေးရတယ်2023-24မှာလည်းဒီလိုပါပဲအဓိကပြဿနာကဘာလဲဆိုတော့ပန်းတိုင်ရောက်ခဏီမှာကြောက်စိတ်ပေါ့နော်အသင်းသမားတွေအသင်းမှာလူငယ်ကစားသမားတွေများတာကြောင့်ပွဲစဉ်ရဲ့အဆုံးဖြတ်အခိုက်အတန့်တွေမှာအမှားခံနိုင်တဲ့ PR တွေကိုခံစားလာရပါတယ်စိတ်ပညာအရပြောရရင်တော့ဒါနိုင်ရတော့မယ်လို့တွေးမိတဲ့အချိန်မှာကစားသမားတွေရဲ့ကြွက်သားတွေကတောင်တင်းလာပြီးဆုံးဖြတ်ချက်တွေလွဲချော်တတ်ပါတယ် Brentford နဲ့ပွဲက Martinelli ရဲ့လွဲချော်မှုဟာ Leeds နဲ့ပိုင်းတဲ့စိတ်ပိုင်းဆိုင်ရာတုံလုံးမှုလို့ပုံမြင်ရပါတယ်အာတီတာအနေနဲ့သူကစားသမားတွေကိုနီးပီယာထက်ဆိုင်စိတ်ပိုင်းဆိုင်ရာကုထုံးတွေနဲ့အားပေးဖို့လိုနေတဲ့အချိန်လည်းဖြစ်ပါတယ် Man City ကတော့အာဆင်နယ်နဲ့လုံးဝဆန့်ကျင်ပါသူတို့ကရှေ့ရပြေးနေရတဲ့ဆိုင်နောက်ကလိုက်ရတာပိုသဘောကျပုံရပါတယ် City အသင်းသားတွေရဲ့မျက်လုံးထဲမှာဒီအမဲလိုက်ခြင်းတဲ့စိတ်ဓာတ်လေးတွေတွေ့နေရပါတယ် Premier League ဖလားကိုအချိန်ကိုင်းမြောက်ဖူးတဲ့ De Bruyne, Rodri,
ဘန်နဒိုဆေးဘာလိုကစားသမားတွေက February match လာရောက်ပြီဆိုရင်သူတို့ဂီယာကိုလုံးလုံးမြင့်တင်လာကြပါတယ်။ Man City ရဲ့အားသာချက်ကထိတ်လန့်မှုမရှိခြင်းဆိုတာပါထိတ်လန့်မှုမရှိတာပန်းနေမဖြစ်ဘူးပေါ့နော်လီဗာပူးနဲ့ပွဲမှာတကိုးပေးလိုက်ရပေမဲ့သူတို့ကစားပုံမပြတ်သွားဘူးဂွာဒီယိုလာရဲ့ကစားသမားတွေကိုပြောလို့ရှိတာငါတို့ဒီပုံစံတိုင်းပဲဆက်ကစားပါအခွင့်အရေးတွေရလာလိမ့်မယ်ဒါတည်ငြိမ်မှုကပဲပြိုင်ဘက်အာဆင်နယ်ကိုပို့ပြီးတော့ဖိအားတက်စေတဲ့အနေအထားလည်းဖြစ်ပါတယ်City ရဲ့အမှတ်မရောတော့ဘူးဆိုတဲ့အသည့်ဟာအာဆင်နယ်ကိုငါတို့လည်းမှားလို့မဖြစ်ဘူးဆိုတဲ့ဝင်တော့ဝင်ပိုးကြီးကိုဖြစ်လာစေတာပါအမဲလိုက်ခံရသူကအမဲလိုက်သူရဲ့ခြေတန်းကိုကြားရလေအမှားလို့ဖို့နီးစပ်လာလေးပါပဲဒီနေ့မှာ Man City ခြေမှန်ပြန်ရလာတဲ့နောက်ထပ်အကြောင်းတရားတစ်ခုကတော့ဇန်နဝါရီလမှာခေါ်ယူလိုက်တဲ့ Anthony Semenyo နဲ့ McGurry တို့ပဲဖြစ်ပါတယ်ဒီဇန်နဝါရီလအပြောင်းရွှေ့တွေမှာပတ်ဂွာဒီယိုလာအပြောင်းရွှေ့တိတ်မလုပ်တတ်ပေမဲ့လူခေါ်မှုယူမှုတွေတိတ်မလုပ်တတ်ပေမဲ့ဒီဟာလန်ရဲ့ပွဲပန်းလာမှုအခြေအနေပေါ်ကြည့်ပြီးတော့အန်တိုနီစမန်ညိုလိုမျိုးတိုက်စစ်ကစားသမားတွေကိုခေါ်ယူပြီးတော့ဟာလန်ရဲ့ဒီတာဝန်တွေကိုပြန်လည်ခွဲယူပြီးတော့ဟာလန်ရဲ့ဝင်ထုတ်ဝင်ပို့ကိုရှော့ချစေခဲ့ပါတယ်။တစ်ဖက်မှာအာဆင်နယ်ကတော့သူတို့ရဲ့လူစင်းကိုအရန်ယုံကြည်လွန်းနေတာကိုတွေ့ရပါတယ်။ဒီပွဲထွက်အာဒီတာပွဲထွက်ကစားသမား17ယောက်ကိုပဲအရန်ယုံကြည်လွန်းပြီးတော့ဒီ17ယောက်လုံးကိုပဲပွဲအမြင်ထွက်စေခိုင်းနေရတဲ့ဒါအကြရှိလာတဲ့အခါမှာပြဿနာတွေဖြစ်လာတယ်လို့ပဲမြင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီကာလကြာရှည်စွာကစားနေရတဲ့ပွဲတွေဒီပန်းလာတဲ့ပွဲပန်းလာတာတွေပြီးရင်ဒဏ်ရာပြဿနာတွေအဓိကကျွန်တော်တို့ကြည့်မယ်ဆိုရင်ပဲဒီအဓိကကစားသမား2ယောက်ဖြစ်တဲ့စာကာတို့ဒီကလန်ရိုက်တို့ပဲကြည့်လို့ရပါတယ်သူတို့ပွဲပန်းလာတာတွေဒီဒဏ်ရာရတဲ့ဒဏ်ရာပြဿနာတွေနဲ့ကြုံနေရတာပါဒါပေမဲ့ City မှာတစ်ဖက်က City ကိုပြန်ကြည့်လိုက်လို့ရှိရင်ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့အရန်ကုန်ကစားသမားအရန်ကစားသမားတွေကပေါ့နော်ဒီပွဲထွက်ကစားသမားတွေနီးပါးလောက်အရေးချင်းရှိနေတာလေရလေဒီပြိုင်ဘက်ချန်ပီယံလောင်းကိုစိန်ခေါ်နိုင်တဲ့ပြဿနာတွေဖြစ်နေပါတယ်အဓိကတော့လူဝင်အားပေါ့နော် squad ရှိခြင်းရပဲ City ကိုဝင်တော့ဝင်ပုံမဖြစ်ဘဲနဲ့ပြင်မရှိဘဲနဲ့စော်ကစားနိုင်တဲ့ပုံစံပဲဖြစ်လာပါတယ်နောက်ဆုံးအချက်ကတော့ Manchester ထဲမှာကစားမယ် Carabao Cup Final ပွဲပဲဖြစ်ပါတယ်ဒီပြိုင်ပွဲဟာ League Champion ဆုအတွက်နမိတ်ဖတ်ပွဲလို့လည်းပြောလို့ရနိုင်ပါတယ်အာဆင်နယ်အတွက်ဒါမှတ်ပေးဖလားအတွက်တင်မဟုတ်ဘဲနဲ့သူတို့ရဲ့ရှုံးနိမ့်တဲ့အလေးထားကိုချိုးဖျက်ဖို့အခွင့်အရေးဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီပွဲမှာသာစီးသီးသာနိုင်ရသွားရင်မင်းတို့ငါတို့ဘယ်တော့မှကြော်နိုင်မှမဟုတ်တော့ဘူးဆိုတဲ့သတင်းစကားကိုပြက်သားပေးလိုက်သလိုဖြစ်နေပါလိမ့်မယ်စီးတီးဟာဖလားရယူပုံနီးလန်းကိုကောင်းကောင်းသိတယ်အာဆင်နယ်ကတော့ဘလို့ရနိုင်မလဲဆိုတာထက်ဘလို့မရှုံးအောင်ကစားရမလဲဆိုတဲ့စိုးရင်စိတ်ကပိုများနေတတ်ပါတယ်အကယ်၍စီးတီးကသာဖလားကိုအရင်ယူပြနိုင်ရင်အာဆင်နယ်ကစားသမားတွေရဲ့စိတ်သက်ပိုင်းကတော့နောက်တစ်ခါရှုံးမြန်ပြီလားဆိုတဲ့တန်တရားတွေနဲ့ဒီချန်ပီယံပြေးလမ်းပေါ်မှာအနှောက်အယှက်ဖြစ်စေမှာပါအဲ့ဒါကြောင့်ဒီနေ့ရဲ့ချန်ပီယံပြေးပွဲဟာခြေထောက်နဲ့ကစားတာထက်ဆိုင်အုံနှောင်းနဲ့စိတ်ဓာတ်ကိုဘယ်သူကပိုထိချုံမလဲဆိုတဲ့တိုက်ပွဲပဲဖြစ်ပါတယ်ရှေ့မှာလာမဲ့အပတ်တွေမှာဒီယာဒီရဲ့ကံကြမ္မာကိုအပြေထုတ်ပေးပါလိမ့်မယ်အဲ့ဒါကတော့ကျွန်တော်တို့စောင့်ကြည့်ရမှာတော့ match လာ22ရက်နေ့ကစားမယ် Carabao Cup Final ပွဲပါအဲ့ဒီပွဲမှာ City ကအာဆင်နယ်ကိုအနိုင်ယူသွားရင်အာဆင်နယ်ရဲ့ယုံကြည်မှုတွေကအကြီးအကျယ်ပျက်စီးသွားနိုင်ပါတယ်ဒါအပြင်April 18ဒါမှမဟုတ်19ရက်မှာကစားမယ် City နဲ့အာဆင်နယ်ရဲ့ဓာတ်ရိုက်တွေ့ဆုံပွဲဟာ6မှတ်တမ်းပြိုင်ပွဲစဉ်ဖြစ်လာပါလိမ့်မယ် City ရဲ့ပြိုင်ပွဲစဉ်စရာကအာဆင်နယ်နဲ့ဆိုင်အနေငယ်ပိုချောမွေ့နေတာလည်းကဏ္ဍတို့ပို့ပြီးတော့စိုးရိမ်စရာဖြစ်ပါလိမ့်မယ် Premier League ဖလားကြီးကိုလက်ဆောင်ပေးခဲ့မလားဆိုတာကတော့လာမယ့်အပတ်တွေမှာကျွန်တော်တို့အဖြေသိရတော့မှာပဲဖြစ်ပါတယ်ကဲဘောလုံးချစ်သူတို့ရဲ့ဒီပြိုင်ပွဲကတော့တကယ်ကိုသွေးပူစေမဲ့ပွဲပါပဲနားဆင်မိခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်အပတ်တွေမှာလည်းဒီထက်မကပြည့်စုံတဲ့သုံးသက်ချက်တွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျားတို့အားလုံးလည်းဘေးကင်းကြပါစေကျေးဇူးတင်ပါတယ်